ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်ဖြစ်နေတဲ့ Victor Gyokeres တယောက်ကတော့ကျွန်တော် Real Madrid နဲ့တွေ့တဲ့အခါမှာတော့သူအငင်းခံလိုက်ရပါပြီအားလုံးပဲမင်္ဂလာပါ Hala Madrid Show ရဲ့ Facebook, TikTok နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနက်မှာဗျသတင်းတစ်ပုဒ်ကိုတွေ့ရတယ်Victor Gyokeres ပေါ့နော်ဥရောပအသင်းကြီးတော်တော်များများကစိတ်ဝင်စားနေတဲ့တိုက်စစ်မှုကောင်းတယောက်အထူးသဖြင့် Manchester United နဲ့ Arsenal နှစ်သင်းနဲ့နာမည်ကြီးပြီးသတင်းထွက်နေတဲ့ကစားသမားပေါ့ဗျာဒီကစားသမားကကျွန်တော် Real Madrid ကို offer လုပ်ကမ်းလှမ်းတယ် Real Madrid ကိုကမ်းလှမ်းတာနော် Real Madrid ကကမ်းလှမ်းတာမျိုးမဟုတ်ဘူးကစားသမားက Real Madrid ကိုပြောင်းရွှေ့ဖို့အတွက်ကိုကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တဲ့သူနဲ့သူရဲ့ agent အဖွဲ့ရပါဗျာဆိုတော့ Real Madrid ကဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတော့ကစားသမားကိုသူတို့စိတ်ဝင်စားတယ်ကစားသမားရဲ့ quality ကိုသွင်းစွမ်းရည်အားလုံးသဘောကျတယ်သို့ပေမဲ့လက်ရှိနောက်ကစားသမားရဲ့အသက်အရွယ်အပြင်28နှစ်ဖြစ်နေပြီနောက်ပြီးတော့ Sporting ဘက်ကိုပေးရမယ်စာချုပ်ဖြတ်သိမ်းခြင်းလောက်ခလာစားဒါတွေကိုချိန်ထိုးကြည့်လိုက်တဲ့အချိန်မှာ Kylian Mbappe နဲ့ Vinicius Junior Rodrigo စတဲ့တိုက်စစ်ကစားသမားတွေအပြင် Endrick Gulas အစရှိတဲ့လူငယ်ကစားသမားတွေနဲ့ပါပြည်နေတဲ့ Real Madrid ရဲ့တိုက်စစ်ဘိုင်းမှာ Victor Gyokeres အတွက်ကိုပွဲထွက်ခွင့်အာမခံချက်ပေးနိုင်မှာမဟုတ်ဘူး။နောက် Real Madrid တကယ်လိုအပ်နေတာကဂျိုဆေးလူပုံစံမျိုးပေါ့နော်ဂျိုဆေးလူပုံစံမျိုးsecond row ကနေတော့ကစားပေးမယ်လိုအပ်တဲ့ခါကျရင်အသင်းတော့ဝန်ခံပေးမယ်ပေါ့ဗျာအရန်ခုံလဲထိုင်ပေးနိုင်ရမယ်ဒါမျိုးတိုက်စစ်မှုမျိုးလိုတာဗျ Gyokeres ကိုကျွန်တော်ကိုယ်တိုင်လဲကြိုက်တယ်ဒါပေမဲ့အသင်းအတွက်တော့မရှိမဖြစ်လိုနေတဲ့ role တခုတော့မဟုတ်ဘူးအသင်းမှာသူ့နေရာအပြင်ကိုတခြားလိုတဲ့ role တွေအများကြီးရှိသေးတာပေါ့နော်ဘယ်နောက်ခံလူနေရာတို့ကွင်းလယ်နေရာတို့ပေါ့နော်ဒီနှစ်နေရာပို့ပြီးတော့ဖြည့်တင်းရမယ့်နေရာတွေဖြစ်နေတယ်ဇာဗီအလွန်ဆိုကလည်းပဲအသင်းကိုရောက်တဲ့အချိန်မှာကလေးကိုဒီကျွန်တော်တို့ Real Madrid ရဲ့ဘုတ်အဖွဲ့ကိုတိုက်စစ်မှုကောင်းတယောက်ကိုဝယ်ခြင်းတယ်အဲ့ဒီတိုက်စစ်မှုကဘယ်လိုပုံစံမျိုးလဲဆိုရင်ဥပမာပေးရရင်ကျွန်တော်တို့အားလုံးသိတယ် Real Madrid fan တွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့ဂျိုဆေးလူပုံစံမျိုးပေါ့ဗျာစောစောကကျွန်တော်ပြောခဲ့သလိုမျိုးပဲအဖြည့်ခံတိုက်စစ်မှုမျိုးလိုနေတာအသက်အရွယ်အားဖြင့်လဲ30ပတ်ချလဲ30ကျော်ရင်လဲအဆင်ပြေတယ်အရက်မြင့်ရမယ်ကောင်းတိုက်စွမ်းရည်ရှိရမယ်အဖြည့်ခံ role ကနေပြီးကစားပေးနိုင်ရမှာမျိုးပေါ့နော်ဆိုတော့Victor Gyokeres ကတော့ Real Madrid ကိုကမ်းလှမ်းတယ်ဒါပေမဲ့ Real Madrid အသင်းကနေပြီးတော့စုစုပေါင်းလိုအပ်တဲ့အချက်လက်တွေအားလုံးကိုခြုံငုံသုံးသပ်ပြီးတဲ့အခါမှာတော့ကစားသမားကိုခေါ်ယူဖို့အစီအစဉ်မရှိဘူးเนาะရှင်းရှင်းပြောရရင်ဒီကစားသမားကို Madrid မှာနေရာအပြည့်အဝမပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အတူညှင်းလိုက်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေတိုက်စစ်မှုဒီနေရာဒီအပြောင်းအရွှေ့မှာတိုက်စစ်မှုခေါ်ယူမဲ့သတင်းကတော့ကြကြပြန့်တော့မတွေ့ရသေးဘူးဗျကျွန်တော်အမြင်ပြောရရင်တော့ရောက်နိုင်တယ်အထူးသဖြင့်ဘူဒီမာတို့လိုတိုက်စစ်မှုမျိုးပုံစံမျိုးပဲရောက်တော့မယ်ပေါ့နော်ဒီ high profile ကစားသမားမျိုးတွေကတော့ထပ်ရောက်ဖို့အစီအစဉ်မရှိဘူးအသင်းကတကယ်ခေါ်ယူမဲ့နေရာကတော့ဘယ်နောက်ခံလူနေရာကတော့ကျင်းသေးပေါ့ခေါ်ယူမဲ့ဒီကလပ်ကပဖလားလာမနေ့ပြန်စမယ်ကလပ်ကပဖလားမှာပြသမဲ့ဒီချူအာမန်နီတို့ဘယ်လင်ဂန်တို့ရဲ့ကွင်းလယ်ပိုင်းစွမ်းဆောင်ရည်တွေကိုကြည့်ပြီးတဲ့နောက်မှာကွင်းလယ်ကစားသမားတစ်ခေါ်ယူမှုကတော့ဆက်လုပ်ဖို့ရှိမရှိကတော့ဒီပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်သွားမယ်လို့သိရတယ်အကယ်လို့ Jude Bellingham ကနံပါတ်8နေရာမှာအသားမကျသေးဘူးဆိုတာကိုအသင်းတာဝန်ရှိတဲ့သူတွေမြင်ရမယ်ဆိုရင်တော့ Angelo Stella ဟာအသင်းကိုရောက်လာနိုင်တယ်။သို့ပေမဲ့ဖြစ်နိုင်ကြတော့အင်မတန်နည်းနေသေးတဲ့လက်ရှိအခြေအနေရဆိုတော့ Real Madrid သွားမဲ့ plan ကရှင်းတယ်ဒီကလပ်ကပဖလားကိုကလပ်ကပဖလားမှာပေါ့နော်အသင်းရဲ့ပြသမဲ့စွမ်းဆောင်ရည်ကိုစောင့်ကြည့်ပြီးတဲ့နောက်မှာနောက်ထပ်ကစားသမားခေါ်ယူမှု2ယောက်သို့မဟုတ်3ယောက်ဟိုအသင်းကိုခေါ်သွားမယ်တေးကြတာတစ်ခုကတော့ကလပ်ကပဖလားအပြီးမှာဘယ်နောက်ခံလူနေရာကတော့ကျင်းသေးပေါက်ဖြည့်တင်းသွားမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ Real Madrid fan တွေအားလုံးစောင့်မျှော်နေတဲ့ကလပ်ကပဖလားပြိုင်ပွဲကြီးကတော့မနက်ဖြန်ညတနာရီခွဲမှာစတင်ပါတော့မယ် Real Madrid fan တွေအားလုံးကိုအတူတူကြည့်ဖို့အတွက်ကိုရင်ခုန်နေကြပြီလားကျွန်တော်ကလည်းဗျာ Madrid ပွဲတွေကိုမကြည့်ရတာကြာနေပြီအခုဆိုရင်ဒါတစ်လကျော်လောက်ရှိသွားပြီတော်တော်လေးလွမ်းနေပြီဆိုတော့ဇာဗီအလွန်ဆိုရဲ့ဥဆောင်မှုနဲ့အတူကျွန်တော် Real Madrid ဘယ်လိုတွေလုပ်ပြနိုင်မလဲတစ်ဖက်ကကန်ရမယ်ပြန်ဘက်ကလည်းဒါ Saudi League မှာဘယ်လိုပြောရမလဲခြေစွမ်းကောင်းပြသနိုင်တဲ့အသင်းတစ်သင်းချန်ပီယံဆုကိုအမြဲတမ်းစိန်ခေါ်နိုင်တဲ့အသင်းကောင်းတစ်သင်းနဲ့တွေ့ရမှာဆိုတော့ပူပြီးတော့စိတ်ဝင်စားသေးရဲ့ဗျအထူးသဖြင့်ဇာဗီအလွန်ဆိုအဖွင့်လှဖို့လိုအပ်တယ်တခုခုလုံးပြနိုင်မှုလိုအပ်တယ်ဗျဒီပွဲကိုတကဘာလုံးကလည်းစောင့်ကြည့်နေမှာ Real Madrid fan တွေ
အကုန်လုံးကလည်းပဲအများကြီးမျှော်လင့်ထားမှတေးကြတယ်အဲ့တော့ brother တို့က ready ဖြစ်ပြီလားဆိုတော့ကျွန်တော် Real Madrid နောက်ထပ်ခေါ်ယူမဲ့တိုက်စစ်မှုမျိုးနေရာမှာဘယ်ကစားသမားကိုခေါ်ယူဖို့ဆန္ဒရှိတယ် brother တို့ဆိုရင်ရောဘယ်ကစားသမားကိုခေါ်ယူဖို့ဆန္ဒရှိတယ်လဲ comment မှာဝင်ရောက်ဆွေးနွေးပြီးတော့မှတ်ချက်ပေးအကြံပြုပေးခဲ့ကြပါအောင်အားလုံးနောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်